ကိုသင်ထားတဲ့ပညာနဲ့လောကင်စားတော့ခြင်းမှစားတော့ကြသင်ထားတဲ့ပညာကတခြားလောကင်စားတော့တာတွေကတခြားလို့လွဲမှားနေတယ်ဆိုတာတတိပြုမိကြပါလိမ့်အဲ့တော့ဒီဘဝမှာတောင်အခုလိုလွဲချော်မှုတွေအံချော်မှုတွေရှိနေတယ်ဆိုရင်နောက်ဘဝအရေးကိုမစဉ်းစားပဲနေမယ်ဆိုရင်ဘလောက်အံချော်နေမလဲဆိုတာစဉ်းစားကြည့်ဖို့လိုတယ်ပေါ့နော်ဒီဘဝမှာအဝင်ခွင်ကြဖြစ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့လွဲချော်နေတဲ့ပုဂ္ဂိုလ်တွေလည်းများစွာရှိငွေကြေးတနာအကုန်ကြခံပြီးတော့ကိုသင်ထားတဲ့ပညာရကကိုယ့်ကိုထောက်ကူမပြုသို့မဟုတ်ထမင်းမကျွေးပဲနဲ့တခြားပညာရကကိုယ့်ကိုထမင်းကျွေးနေတာမျိုးလည်းရှိတယ်ဆိုတာအလုံးလက်ခံထားကြတဲ့အချက်အေးတန်တရားဘဝနောက်ဘဝကိုမျှော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နောက်ဘဝအတွက်ရောတို့ကြိုတင်ပြီးတော့ပြင်ဆင်ထားတာတွေဟာအခုလို့မဖြစ်လာပဲနဲ့အန်ချောနေမယ်ဆိုလို့ရှိရင်ပြင်ဆင်ဖို့ရာတွေဟာနောက်ကျသွားလိမ့်မယ်အခုဘဝမှာတော့ပညာသင်တဲ့အချိန်လေးမှာသင်ညပြီးလူလားမြောက်လို့လောကင်စားတော့ပြီးဆိုတဲ့အခါမှာအခြေအနေပေးတဲ့အလုပ်ကလေးကိုလုပ်ပြီးတော့တဝမ်းတစ်ခါဝါဖို့လှဖို့ဘဝမှာလူရဝင်ဖို့မပင်မပန်းစင်ရဲနေရခြင်းမှာလွတ်ကင်းဖို့ဆိုတာကြိုးစားအထောက်ကြအဲ့တော့ဒီဘဝနဲ့ပြီးသလားလို့ဆိုမပြီးဘူးနောက်ဘဝဆိုတာရှေးအောင်မှတေချာလာတဲ့အခါကျတော့ဒီဘဝအရေးတင်စဉ်းစားမလားနောက်ဘဝအရေးရောမစဉ်းစားစင်ဘူးလားဆိုကိုယ့်ကိုမေးခွန်းထုတ်တချို့ပုဂ္ဂိုလ်တွေကတော့ဒီဘဝမှာဆင်ပြေနေပြီဆိုလိုတာသာဝနေဖူဖူလုံလုံနဲ့နေနိုင်ထိုင်နိုင်နဲ့အဆင့်ရောက်ပြီဆိုရင်ဒီဘဝအတွက်အဆင်ပြေနေကိုယ့်ဘဝလမ်းကြောင်းကိုရွေးချယ်ပြီးတော့လျှောက်လို့အဆင်ပြေနေအဲ့တော့နောက်ဘဝဆိုတာတော့ကိုမမြင်နိုင်တဲ့ခရီးဖြစ်တယ်အဲ့ဒီမမြင်နိုင်တဲ့နောက်ဘဝခရီးကိုကြွတင်ပြီးတော့ဘာတွေလုပ်ရမလဲဆိုတာကြတော့ဘာသာတရားတွေကတုံသင်ဆုံးမပေးတာရှိတယ်အဲ့ဒီထဲမှာဘာသာတရားဆိုတဲ့ထဲမှာအမခံချက်